Ika ye now so Yumba grammar pete, Naninani Tokoro da, Naninani Tokoro plus Joshi swe grammar go sapio, Lila Jitaya. No, the grammar and former think a purebo, no Tokoro ne to do be. And former no Tokoro ne patapio think a purebo, no Tokoyo shema, dictionary found like a solution, a few mutaku, lopo matangi and chini purebo, no they do found it, they don't know, let she a few move up, say, pure kanuma tone, that found it on a few mutaku. ဖြစ်ခါစားကိုပြောတဲ့ခါမျိုးမှာတုံးတယ်ဒါပေမဲ့ N4 level တုန်းက Tokoro das တော့မဟုတ် Tokoro ထားပဲတုံးခဲ့တယ်ပေါ့နော်ပြောချင်တာကဒီစာကြောင်းရဲ့နောက်ဆုံးမှာပဲဒီ Tokoro ကိုတုံးခဲ့တာပေါ့နော်အခု N3 level ရောက်တဲ့အခါမှာတော့ Tokoro ကိုစာကြောင်းရဲ့နောက်ဆုံးမှာမဟုတ်ဘဲနဲ့စာကြောင်းရဲ့အလယ်မှာလည်းပဲတုံးတယ်ပေါ့နော်အဲ့လိုအလယ်မှာတုံးတဲ့အခါမှာဒီ Joshi ဆိုတဲ့ webet တွေနဲ့တွဲပြီးတော့တုံးတယ်ပေါ့နော်အဲ့တော့အဲ့ webet တွေကဘာနဲ့ခွဲရလဲဆိုတော့သူ့ရဲ့အနောက်မှာဘယ်လိုမျိုး buff လိုက်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒီ webet တွေကိုထည့်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်လေးကိုဖတ်ကြည့်ကြည့်ရအောင်ナニナニの直線だナニナニရဲ့မတိုင်ခင်အခြေအနေဖြစ်ပါတယ်တဲ့一番ပေါ့နော်နောက်တစ်ခုကကြတော့ရှင်ခိုရှုဒပြောင်းလဲနေစေအခြေအနေဖြစ်ပါတယ်ဒါနံပါတ်2အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့ချုပ်ကုကောဒပြီးခါစအခြေအနေဖြစ်ပါတယ်ဒါကတော့3နယ်လေးပေါ့နော်ဒီကကွင်းစာခွင့်ပိတ်ထဲမှာရှင်းသွားတဲ့အဓိပ္ပာယ်က N4 ကဒီ grammar ရှင်းပြချက်နဲ့အတူတူပဲပေါ့နော်အဲ့ထပ်ပြီးမှတ်ရမှာကကြတော့ဘွန်ချူတဲ့ဝစာကြောင်းရဲ့အလယ်မှာဆိုလို့ရှိရင်တဲ့အတုန်နီခုလူဒိုရှိနီရွတ်တဲ့အနောက်မှာလာမဲ့ဘတ်ပေါ်မူတည်ပြီးတော့ပေါ့နော်တိုကိုရိုအိုတိုကိုရိုတဲ့တိုကိုရိုအဲနာတို့နော်ခတာချီနီနာတို့ပေါ့နော်တိုကိုရိုအိုတို့တိုကိုရိုတဲ့တို့တိုကိုရိုအဲတို့ဆိုပြီးတော့တိုကိုရိုနဲ့ဂျော့ရှိနဲ့တွဲပြီးတော့ပုံစံအနေနဲ့သုံးပါတယ်တဲ့အဲ့တော့ဒီ N3 level ရောက်တဲ့အခါမှာအတစ်ထပ်မှတ်ရမှာကတိုကိုရိုကိုအလဲမှာသုံးတဲ့ပုံစံပေါ့နော်အဲ့လိုအလဲမှာသုံးတဲ့အခါမှာသူ့ကိုဒီတိုင်းပဲသုံးလို့မရဘူးကဘာ buff လာတဲ့အပေါ်မှာမူတည်ပြီးတော့ Joshi တွေကတ်ပေးရမယ်ပေါ့နော်ဥပမာ Tokoro O Tokoro တဲ့တို့ Tokoro အဲတို့စသဖြင့်ကတ်ပေးရမယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်သူနဲ့တွဲတုံးနဲ့စေစုစုခုရှိလေးကိုကြည့်ကြရအောင်စေစုစုခုရှိလေးကဘာလိုက်လဲဆိုတော့ဒိုးဆိုတဲ့ပေါ့နော်ဒိုးရှိဆိုရယ် buff တစ်မျိုးပဲလိုက်တယ်အဲ့ buff မှာ dictionary found လိုက်တယ်teru found လိုက်တယ်တာ found လိုက်တယ် Tokoro ဒါကတော့ N4 မှာသင်ခဲ့တဲ့ပုံစံပေါ့နော်စာကြောင်းရဲ့နောက်ဆုံးမှာသုံးမယ်ဆိုရင် Tokoro ဒါမှမဟုတ် Tokoro das ကိုသုံးတယ်အဲ့တော့ဒီပေါ့စာကြောင်းရဲ့အလယ်မှာဆိုလို့ရှိရင်တော့ Tokoro plus Joshi နဲ့သုံးတဲ့ပုံစံလေးဖြစ်ပါတယ်အဲ့ကြ一番をဖတ်ကြည့်ကြရအောင်ロケットは間もなく飛び出すところです緊張の瞬間ですロケットはドンピャンディで間もなくမကြမီအတော်အတွင်းမှာ飛び出すところですပြန်တန်းတော့မဲ့အခြေအနေဖြစ်ပါတယ်緊張の瞬間ですစိတ်လှုပ်ရှားစရာအခိုက်အတန့်ပဲဖြစ်ပါတယ်တဲ့အဲ့တော့ Tokoro ရဲ့အရှိမက dictionary found သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြုအမူအဖြစ်အပျက်ဖြစ်ပွားဖို့နည်းနည်းလေးမတိုင်ခင်အခြေအနေကိုပြောတဲ့အခါမှာသုံးတဲ့ပုံစံဖြစ်ပါတယ်။အဲ့ကြနိဗ္ဗာန်ကိုဖတ်ကြည့်ကြရအောင်။ရှစ်ကန်ရှူ隣の人の答えを見ているところを先生に注意された。ရှစ်ကန်ရှူဆိုတာစာမွေးပွဲအတော်အတွင်းမှာ隣の人の答えをဘေးကလူရဲ့အဖြေကိုမြစ်တဲ့အီလူတိုကိုကိုကြည့်နေတဲ့အချိန်အတော်အတွင်းမှာပဲစန်စင်နိချူရီစားတဲ့တာဆရာမစီကနေပြီးတော့တတိပေးခြင်းခံခဲ့ရတယ်ပေါ့နော်ဒီစာကြောင်းလေးမှာဆိုလို့ရှိရင်တိုကိုရိုကစာကြောင်းရဲ့အလယ်မှာရှိတယ်အဲ့တော့စာကြောင်းရဲ့အလယ်မှာဒါရှိရဆိုရင်အနောက်ကဘယ် buff လာလဲဆိုတာမူတည်ပြီးတော့တိုကိုရိုမှာဂျော့ရှိကတ်ပေးရတယ်ပေါ့နော်သူ့ရဲ့အနောက်မှာဆိုရင်ဒါ okay mike ပေါ့နော်ချူရီစားတဲ့တာ okay mike ကိုဒါတွေ့ရဆိုလို့ရှိရင် particle o ထည့်ပေးရမယ်နော်ဒါလေးကဘိုင်ဟပ်တက်ထားမယ်ပုံစံလေးရောနော်စမ်းပံကိုဖတ်ကြည့်ကြည့်အောင်楽しみにしていたテレビドラマが始まったところで談話がなった楽しみにしているテレビဒရမာကဆိုတာကပျော်ပျော်ရွှင်ရွှင်ဆောင်စားနေတယ်ပေါ့နော်ဒီရုပ်မြင်သံကြားဒရမာကဟာဂျီမာတာတိုကိုရိုတဲ့စတင်ပြပြီးရဲ့အချိန်မှပဲပေါ့နော်ဒန်ဝါကနတ်တာဖုန်းညီလာခဲ့တယ်အဲ့တော့ပြောချင်တာဒီအခြေအနေမှာဆိုရင်ကိုကြည့်နေရပေါ့နော်ဒရမာကဒီ၈နာရီမှာလွှင့်မယ်ဆိုရင်အဲ့၈နာရီမှာစလွှင့်တဲ့အချိန်လွှင့်ပြီးခါစားမှာပဲဖုန်းကညီလာခဲ့တယ်ဆိုတဲ့အခြေအနေပေါ့နော်ဒီမှာကကြတော့တိုကိုရိုကဒီပေါ့စာကြောင်းရဲ့အလယ်မှာရှိရအဲ့တော့သူ့ကိုလည်းပဲဂျော့ရှိတစ်ခုခုနဲ့တွဲပေးရမယ်အဲ့တော့နတ်တာပေါ့နော်ဒန်ဝါကနတ်တာဖုန်းညီလာခဲ့တယ်ဆိုတော့ဘတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျော့ရှိကိုထဲနဲ့တွဲပြီးသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာတွဲသုံးတဲ့ဂျော့ရှိတွေကဘယ်လိုမျိုးအသေးစိတ်မှတ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကကြတော့နှုတ်မှာတစ်ခေါက်ပြန်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်လက်တော်လောလောဆယ်ကကြတော့တိုကိုရိုရဲ့အရှိမဘာလိုက်လဲဆိုတာမူတည်ပြီးတော့အပြုအမူကဖြစ်စတင်ဖြစ်တော့မဲ့အချိန်လားဖြစ်စဲလားဖြစ်ပြီးခါစားလားဆိုတဲ့ဟာကိုမှတ်ရမယ်ပေါ့နော်
စာကြောင်းရဲ့အလဲမှာဒါတိုကိုရိုကိုသုံးမယ်ဆိုရင်ဂျော့ရှိတစ်ခုခုကတ်ဖို့လိုတယ်ဆိုတဲ့ဟာကိုမှတ်ထားရမယ်ဒီအခြေအနေတော့ပဲမှတ်ထားရင်ရရပေါ့နော်ပြီးရင်နှုတ်မှာတစ်ခေါက်လောက်ပြန်ပြီးတော့အသေးစိတ်ပြန်ပြီးတော့ရှင်းပြပေးပါမယ်ဟဲ့ကြယွန်းပန်ကိုဆက်ပြီးတော့ဖတ်ကြည့်ကြည့်ရအောင်ケーキができあかったところへ子供たちが帰ってきた。ケーキがဆိုတာကိတ်မုတ်ကပေါ့နော်။ဒက်ကီအာကာတာတိုကိုရိုပြီးမြောက်ပြီးကစားအချိန်မှာပဲပေါ့နော်။ဖုတ်ပြီးကစားအချိန်မှာပဲဖိုတိုမိုတာချီကကလေးတွေကခိုင်းတဲ့ခိတာပြန်ရောက်လာခဲ့ပါတယ်တဲ့ဒီစာကြောင်းလေးမှာဆိုရင်သူကတိုကိုရိုရဲ့အရှိမကတာခဲနဲ့ပေါ့နော်တာဖောင်နဲ့တွဲပြီးသုံးတာအခြေအနေအပြုတ်အမူတစ်ခုပြီးကစားအခြေအနေကိုပြောတဲ့အခါမျိုးမှာသုံးတဲ့ grammar လေးဖြစ်တဲ့ပြီးတော့စာကြောင်းရဲ့အလယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တိုကိုရိုရဲ့အနောက်မှာဂျော့ရှိတစ်ခုကပ်ပြီးတော့သုံးပေးရတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တိုကိုရိုရဲ့အသုံးနှုန်းလေးကိုနားလည်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီလက်ရှိ N3 အနေနဲ့ကဘာထပ်ပြီးတော့မှတ်စရာရှိလဲဆိုတော့သူ့ရဲ့အနောက်မှာဘယ်လိုမျိုးဂျော့ရှိလေးကတ်လဲဆိုတဲ့ဟာကိုမှတ်ရမယ်ပေါ့နော်အဲ့တော့ဒီဘယ်လိုမျိုးဂျော့ရှိလေးကတ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြန်ပြီးတော့နှုတ်လေးနဲ့တကူကြည့်ပြီးတော့မှတ်ကြရအောင်ဒါလေးကတော့တိုကိုရို何々တိုကိုရိုだ何々တိုကိုရို plus ဂျော့ရှိရဲ့ grammar အတွက်နှုတ်လေးပေါ့နော်အဲ့တော့ N4 မှာသင်ခဲ့တာကတော့ verb dictionary ဖောင်ဘတ်တေအီလူဘတ်တာဖောင်တိုကိုရိုထပေါ့နော်ဒါမှမဟုတ်ရှင်တိုကိုရို das နဲ့တုံးတယ်ဒါကကြတော့အပြုတ်မှုတစ်ခုဖြစ်တော့မဲ့ဆဲဆဲဖြစ်နေတော့ဖြစ်ပြီးကစားဆိုတဲ့ဟာမျိုးကိုပြောတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ N3 level ရောက်လာတဲ့အခါမှာတိုကိုရိုနဲ့ဂျော့ရှိနဲ့တွဲပြီးသုံးတယ်ပေါ့နော်ရှိကဘာတွေနဲ့တွဲပြီးသုံးတာလဲဆိုတော့အခုဒီမှာရေးပြထားတဲ့ဂျော့ရှိ၄မျိုးနဲ့အသုံးများတယ်ပေါ့နော်အများကြီးမှတ်စရာမလိုပဲနဲ့အကြမ်းပြင်းအပြင်ဒီ၄မျိုးကိုပဲမှတ်ထားရင်ရတယ်ပေါ့နော်သူကအသုံးများတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဘာတွေလိုက်လဲဆိုတော့ဂျော့ရှိကနိအဲ့နဲ့လိုက်တယ်အဲ့တော့နိအဲ့ကကြတော့ဘလို့အခြေအနေတွေမှာလိုက်လဲဆိုတော့イクキルခိုင်ရုမိုဒိုရုဆိုတဲ့ပေါ့နော်ဒီဒိုးရှိလေးလုံးကိုဒါတွေ့မယ်ဆိုလို့ရှိရင်တိုကိုရိုရဲ့အနောက်မှာနိတော့မဟုတ်အဲ့ကိုကပ်ပေးရတယ်ပေါ့နော်အဲ့တော့နိနဲ့အဲ့နဲ့ကတပြိုင်နဲ့တော့လာတာမဟုတ်ဘူးနိပေးတိုင်းအဲ့ပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီ buff ၄မျိုးတွေ့ရဆိုရင်နိတော့မဟုတ်အဲ့ပေးနိတော့မဟုတ်အဲ့ကိုထည့်ပေးရတယ်အဲ့တော့ကိုကဆံမွေးဘွက်မှာတော့ဟုတ်ပြီနိနဲ့အဲ့နဲ့ကဟိုဖြိုင်းသူလာတာမဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ buff တွေကိုတွေ့တဲ့အခါမှာနိတော့မဟုတ်အဲ့ကိုထည့်လိုက်ရမယ်ဒါပေမဲ့ကိုကပုံမှန်ပေါ့နော်အပြင်မှာသုံးမယ်နေ့စဉ်သုံးအသုံးလုံးမှာသုံးမယ်ဆိုရင်နိကိုသုံးရမလားအဲ့ကိုသုံးရမလားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့တွေ့ဝင်နေတယ်ဆိုရင်တော့အလွယ်မှတ်နည်းရှိပါတယ်အဲ့ဒါကစာရေးတဲ့အခါမှာအဲ့ကိုသုံးတယ်စကားပြောတဲ့အခါမှာနိကိုသုံးပါတယ်ဒီပေါ်တိုကိုရိုရဲ့အနောက်မှာイクキルခိုင်ရုမိုဒိုရုဆိုရယ် buff ၄လုံးတွေ့တယ်ဆိုရင်သူနဲ့တွဲသုံးတဲ့ဂျော့ရှိကိုနိတော့မဟုတ်အဲ့ကိုရွေးပေးရင်ရပြီပေါ့နော်အဲ့ဒီ၄လုံးကလွဲလို့ကျန်တဲ့ buff တွေအကုန်လုံးကိုဒဲနဲ့သုံးပါတယ်နောက်တစ်ခုက O ပေါ့နော် O ကကြတော့ဘလို့အခြေအနေမှာသုံးတာလဲဆိုတော့ဥခဲမိခဲအနေနဲ့အနောက်မှာစာကြောင်းပါလာပြီဆိုရင်တော့ O ကိုသုံးပါတယ်ဒါကတော့ဒီတိုကိုရိုနဲ့တွဲသုံးတဲ့အသုံးများဆုံးဂျော့ရှိလေးလုံးဖြစ်ပါတယ်ဒါလေးကိုပဲအကြမ်းပြေမှတ်တယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေပြီပေါ့နော်ဒါဆိုရင်တော့ဒါတိုကိုရိုဒတိုကိုရိုဆိုတဲ့ grammar pattern လေးကိုလည်း皆さんတို့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်マイ未来へいちごでスタート